ကျွန်တော်တို့ Microsoft Word မှာຫນွယ်လို့ရရင်ຫນွယ်လို့မပေါ်ဘဲနဲ့နှယူးဆိုပြီးတော့မှ auto ပြောင်းသွားတယ်ဒါကိုဘယ်လိုလုပ်ရလဲဆိုပြီးတော့မေးထားတာလေးတွေ့ရတဲ့အတွက်ကျွန်တော်ဒီရဲ့သင်ခန်းစာလေးမှာဖြည့်ပေးလိုက်ပါတယ်ကျွန်တော်တို့ Microsoft Word နဲ့စာတွေရိုက်တဲ့အခါမှာအခုလိုမျိုးကျွန်တော်တို့ဒီမှာຫນွယ်ဆိုပြီးတော့မှရိုက်လိုက်တယ်စပေဘားလေးခုံလိုက်တာနဲ့တပြိုင်တည်းဒါမှမဟုတ်အန်တာလေးခေါက်လိုက်တာနဲ့တပြိုင်တည်းຫນွယ်ဆိုတဲ့စလုံးလေးမဟုတ်တော့ဘဲနဲ့နှယူးဆိုတဲ့စလုံးကို auto ပြောင်းသွားတယ်ဆိုရင်တော့ကျွန်တော်တို့ Microsoft Word မှာ setting လေးဝင်ပြီးတော့ပြင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ file ထဲကနေပြီးတော့မှ option ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်မယ်အခုလိုမျိုးကျွန်တော်တို့ Word option ဆိုတဲ့ဘောက်လေးကြာလာပြီဆိုရင်တော့ profile ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ် profile နဲ့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ auto correct option ဆိုတဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးရမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့နေရာလေးမှာအမှန်ချစ်လေးဖြုတ်ပေးရမှာဖြစ်ပါတယ် replace the as you type ဆိုတဲ့နေရာလေးမှာအမှန်ချစ်လေးဖြုတ်ပြီးတော့ okay လေးနှိပ်ပေးမယ် okay လေးနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ NWE ຫນွယ်ဆိုတဲ့စလုံးလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှရိုက်ကြည့်လိုက်တဲ့အခါမှာရိုက်လို့ရသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်